ညီမမျက်ခုံးကလာရနော် မျက်တောင်မလေးရှိဘူး အေးဒါကလာနဲ့ဆက်တယ်ဟုတ်လား HNO News Channel မှာအားလုံးကိုမှကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင် ညီမမျက်ခုံးကလာရနော် မျက်တောင်မလေးရှိဘူး အေးဒါကလာနဲ့ဆက်တယ်ဟုတ်လားဟိန္ဒူလား ဟုတ် အော်ဟိန္ဒူနဲ့ဆက်တယ် ဘုရားဘာသာကိုကွ ဟုတ်လားအဲတရားတက္ကရာတိုင်လို့ရှိရင်ဘယ်လိုလောက်ထိုင်လဲအချိန် တရားကတော့မိနစ်20လောက်ပဲထိုင်ပြီး ဟိုဘက်ကလည်းလိမ်မြန်နေတရားထိုင်နေ သူကလည်းပတိစိတ်တယ် သူတို့ကတရားထိုင်နေတဲ့အချိန်ကျကျမစာရေးတဲ့အခါကျသူတို့စာကြည့်တယ်စာကြည့်တဲ့အခါကျစာမပြတ်ဘူးစာမပြတ်တဲ့အခါကျမဆဲတယ်ပေါ့သူတို့ကတရားထိုင်နေတယ်ဟောကျမဆဲတယ်တော့အေးပေါ့ဟိုကတရားထိုင်နေကိုဆဲ အဲ့လည်းတရားနေရဆိုလို့ဒီဘက်ကလည်းပတိစိတ်ပဋ္ဌာန်းရွတ် အေးအဲ့လိုဟိုအဆောင်ကအများကြီးရှိတယ်ဆိုတော့အလုပ်သမားထိုင်းနေရအဆောင်တွေအများကြီးရှိတော့ဟိုလူနေတဲ့အချိန်ကျတော့လည်းဒါပတိရှင်တော့ဒါပတိ6000နဲ့ဒီမှာပတိဒီလိုစိတ်တာကျမထင်တာတနက်လာဘူးတနက်သူမဟုတ်ဟိုယောက်ျားဟာသူ့လာဘူးကျမဆက်စစ်ပါသူကလေမရှိတော့3နှစ်လောက်ရှိပြီဆိုတော့သူအဲ့အတူတွေပါနဲ့3လိုင်းပေါ့ရှင်မသုံးပေါ့ဖခင်တရားကနေဘယ်ရောက်ပြီးသိ ရှင်းလျှောက်ပြီးတော့ကောင်းတာလေးလုပ်ဖို့ပဲရှိရ ဟဲ့အဲ့ဒါလည်းကောင်းတာပဲလေယောက်ျားအတူဝယ်သုံးတာလည်းကောင်းတာပဲလို့ယောက်ျားမမရှိတာကျမထင်တာကိုကျမပြောတာဒါကပတိပါရှင်နော်ဒါပတိပြောပြတာနော်ကျမညနေလို့မထင်နဲ့ကျမလမ်းကြုံလို့ကျမပြောပြတာချင်းဒီမှာလားပတိဟိုပတိရိုးပတိကျတော့လေ तू ကဟိုဘယ်လိုပဲကျိုးနေပေါ့အခုကကျိုးနေမဟုတ်ဘူးကျမမသိဘူးဆိုတော့လေကျမအခုမှပဲမြင်ဘူးလက်ညိုးနဲ့ထိုးလိုက်နော်လက်ညိုးထိုးရင်ကြာပြီတနက်မဟုတ်တော့ပြောရင်နဲ့ဖောက်လာပြီလို့ဘာကြီးလဲလို့လက်ကုပ်မဲဘယ်ဘယ်ကျမလည်းပွင့်လင်းနေဆိုတော့လက်ကုပ်မဲအဲ့ဒါဘာကြီးတော့ဘာကြောင်းမလဲ မကြွားဘူးမ ကြောင်းလား စပင်းနေရှုပ် စပင်းနေအဖီးရောလဲဖီးဒီတော့ပေါ်ရတဲ့ခါကျမလာမှာဆိုလို့နည်းနည်းလေးအလားပြင်လိုက် မနန်းလာမမန်းသိအင်ကြီးလေးတွေဝတ်ထားပေါ့ အင်းကြီးအခုချင်းအင်းကြီးမိုးတာပေါ့ ဝတ်ထားတယ် ဒီတဲ့အင်းကြီးလလာလေးနဲ့ဝိုးမှာဟုတ်လားဟော ကြည်ကောင်းတာလေ ကြည့်ကောင်းလာတယ်အခုကြည့်မကောင်းဘူးပေါ့ မကောင်း ဟောကြည့်မကောင်းအဲ့ဆိုလဲလိုက်ကျွန်မစောင့်နေတယ်ဗီဒီယိုကအပုတ်တရားလောက်စီနေပြီဘူးမလဲလို့ဆိုမမီတော့အမလေးလက်ကုပ်ပဲမျိုးစုံကျိုးကုန်တွေ့ရတယ်ရှီရပေကတော့ ကလေးမျိုး ကလေးမျိုးကလာတယ်ရှင်နော်ဒီမှာ VIP နဲ့လာတယ်ရှင်သူတို့များနော်အာ တီဗီတွေထဲမှာအဲ့လို line mode တွေမှာတွေ့ရကြတော့ဟိုဖះသုံးစုကလာလို့ရှိရင်မြစ်တွေပါလေအဲ့လိုချောင်းတွေကူးရတယ်ထင်တာမကူးရအောင် မကူရအောင်ဘလို့လာ မှမကူးရအောင် ဒီဗမာပြည်နေထိုင်းလာတာပါဘလို့လာတော့ရှင် ရန်ကုန်ကနေမော်လာမြိုင်လာတယ်မော်လာမြိုင်ကနေပြီးတော့ဒီ ကားနေပဲပေါ့ ဟုတ်တယ်ကား အကုန်လုံးကားနေပဲစီးရတာ ဆေးလည်းမရှိဟုတ်တယ်ငါးမင်းကောင်းဆိုပြီးဘာမှမရှိအဲ့ဒီကစစ်တပ်ကဂိတ်ကိုလည်းသူတို့ကကွင်းပေးလိုက်တယ် အဲ့လိုနော်မနေ့နဲ့လာလို့ရတယ်လို့ဒီအောက်လန်ရိုးရှိတယ် VIP ရှိတယ်ရိုးကျတော့နည်းနည်းလမ်းလျှောက်ရတယ်ရှင်နော်တချို့နေရာကျတော့မဆောင်ရဘူးဒါပေမဲ့ VIP ကျတော့ share ပေါ့ဒါဈေးကတော့နည်းနည်းကွာတာပေါ့နည်းနည်းကွာများကွာပေါ့ရှင်အဲ့လိုမျိုးပတ်စံတော့ထူလွဲရတယ်နော်ကျမမယုံဘူးနော်ကျမကြိုပြောပြီးသားကျမယုံလားယုံနေဆိုရင်လွဲမယုံဆိုမလွဲနဲ့မယုံမလားနဲ့မခေါ်ဘူးမလားကြလားနဲ့မဲကျမကြည့်ပဲမသူတို့မလာခင်သူတို့တော့အစဲကနေတယ်ဆိုကျမစီဖုံးဆက်လို့ဖုံးဆက်တယ်မဟုတ်လား သူလေးကနေလိုက်တာ အေးနေလိုက်တဲ့ဆိုတော့အစဲကနေတယ်ပေါ့အေးသူများနဲ့လာတယ်ဆိုရင်ရှင်တို့ကလည်းအပြုံးနဲ့ကျူဆိုမှာရှင်တို့အပြောကြီးချုံနဲ့ကျူပဲကျမနဲ့လာရင်ကျမတောင်းတဲ့အချက်ရှင်တို့မပေးနိုင်ဘူးကျမစီကကြရှင်တို့ချိုးပါမယ်ဆိုရှင်တို့အစဲကနေပဲနော်ဘယ်ကျမစကားပြောကြည့်ကျမကြည့်ချေပဲဆိုကျမအဘယ်တရားလုပ်နေလေအဲ့ဒါလားကျမနဲ့လာကြလားမလာကြနေမလာဒီကောင်းလေးပဲစကားတွေအများကြီးပဲဇရွေးတွေအများကြီးကုန်လို့ဟုတ်တယ်လေစကားတွေဒီလောက်ပြတဲ့လောက်ဇရွေးတွေအများကြီးကုန်တော့နော်ဟလာအေးလက်ကုတ်ပဲ ကျမတို့တင်ဆက်သမျှကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ HNO သတင်း channel ကိုစည်ရင်းသွင်းမထားသေးပါကအခုပဲစည်ရင်းသွင်းထားဖို့မမေ့ပါနဲ့